မင်္ဂလာပါခင်ဗျာကျွန်တော်တူတာပါဒါကတော့ soccer ရဲ့ YouTube ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်မင်းညသုံးသက်ပေးခဲ့တဲ့ပွဲစဉ်3ပွဲမှာ2ပွဲအဆင်ပြေခဲ့ပါတယ် Wrexham Body အပြည့်ရခဲ့ပါတယ် Chelsea Body ပြည့်ရခဲ့ပါတယ်ပြီးတော့ကျွန်တော်ဒီ main တပွဲပဲကြာခဲ့တာဆိုတော့ကျွန်တော်အနေနဲ့ဒါတပွဲစာအပေါင်းပြခဲ့ပါတယ်ကျွန်တော်အနေနဲ့ဒီ February မှာ9ရက်ရွေးချယ်ပေးခဲ့ပြီးတော့ဒါ9ရက်အထိကျွန်တော်အနိုင်ရထားတယ်1ရက်ပဲကြာပြီးတော့ကျွန်တော်ဒါ1ရက်ပြန်ပြီးတော့တည်ဖြစ်တာပဲဆိုတော့ကျွန်တော်အနေနဲ့ဒါ9ရက်လောက်ထိပေါင်းပြထားတာဆိုတော့ဒီနေ့လဲကျွန်တော်ထပ်ပြီးတော့စူးစမ်းပြီးရွေးချက်ပြီးသွားပါအောင်မယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်နည်းနည်းလေးစောစောတက်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ဗီဒီယိုမှာနည်းနည်းလေးအတန်လေးတွေဒီ background noise တွေနည်းနည်းစူနေရမျိုးရှိရင်တော့ sorry ပါနော်ဘာလို့ဆိုကျွန်တော်လည်းအကူလီတော့ရာတလောက်တော့ short ပေးထားပါတယ်ဒါပေမဲ့နည်းနည်းလေးစူနေတဲ့အနေအထားမျိုးလေးတွေရှိရတဲ့အတွက်လည်းတကယ် sorry ပါဆိုတော့ကျွန်တော်စပြီးတော့သုံးသပ်ပေးခြင်းတဲ့ပွဲစဉ်က Leverkusen နဲ့စိတ်မော်လီပွဲပါဒီရာသီမှာ Leverkusen နဲ့စိတ်မော်လီတို့နှစ်ကြိမ်တွေ့ဆုံခဲ့ပါပြီပထမတစ်ကြိမ်တော့စိတ်မော်လီအိမ်ပွဲမှာတွေ့ရဖြစ်ပြီးတော့ Bundesliga ပွဲပါအဲ့ဒီပွဲမှာတော့Leverkusen အနေနဲ့ level 60ရှုံးပေးပြီးတော့ကိုပေါင်းစီ380ပေါင်းနဲ့ပြန်ပြီးတော့ကာခဲ့ပါတယ် 1-2 နဲ့ပဲ Leverkusen အပေါ်ဆုံးအောင်ခဲ့ပါတယ်ဆိုတော့အဲ့ဒီအချိန်တုန်းကဒါ Leverkusen အနေနဲ့ဒါရှာလက်တွေတိတ်မကောင်းနေတဲ့အချိန်မျိုးလေးဖြစ်တယ်ဒါမှ Leverkusen ကဒီပြရှာပီလိုဆိုထွက်သွားတဲ့အချိန်ပြီးတော့ဒီ main စားသမားတွေဖြစ်တဲ့ Florian Wirtz တို့ဒီ frame ပေါင်တို့ရောင်းချလိုက်တဲ့အချိန်မျိုးမှာဆိုတော့ Leverkusen တော်တော်လေးအထိုင်မကျပဲနဲ့ရုံးကန်နေရနေတာဆိုတော့ဈေးအရန်လျော့နေရတယ်ကျွန်တော်တို့ကတော့လက်ခံပေးရမယ်ဆိုတော့ Leverkusen ကသူတို့ပုံမှန်ပေးရမယ်စီတဲ့ဒါအများကြီးပြော့ပြီးပေးခဲ့ပဲဆိုပါတော့ဒါကတပွဲပါနောက်တစ်ပွဲကပိုကယ်ဖလားပွဲဖေဖော်ဝါရီလ4ရက်နေ့တုန်းက Leverkusen နဲ့စိတ်ဘော်ဒီတို့ Leverkusen ကွင်းမှာတွေ့ဆုံခဲ့ကြတယ်ဘော်ရီဈေးတစ်လုံး20ရှုံးတစ်လုံး30ရှုံးဝင်းကျင်လောက်ပေးပြီးတော့ Leverkusen က3-0နဲ့ကိုပြည့်အနိုင်ရခဲ့ပါတယ်ဆိုတော့ကျွန်တော်ပြောနေကြတိုင်းပဲကပ်ဖလားနဲ့ဒီပိုကယ်ဖလား sorry ဒီပိုကယ်ဖလားတို့ကပ်ဖလားတို့နဲ့ဒီ league ပွဲတွေနဲ့ဆိုရင်ဈေးဒီ90လောက်กว่าပါတယ်ပိုကယ်ဖလားတို့ဘာတို့ကဈေး90နေပြီးတော့ league ပွဲကဈေး90ပို့ပြီးတော့မြင့်တာပါဆိုတော့ပိုကယ်ဖလားမှာတော့တစ်လုံး20ရှုံးတစ်လုံး30ရှုံးဝင်းကျင်လောက်ကို Leverkusen ပေးရခဲ့ရင်ဒီ league ပွဲကိုပြန်အောင်တဲ့အခါမှာဈေး90ထပ်တိုးရဆိုရင် Leverkusen ဒီနေ့ပေးရမယ်ဈေးဒီတစ်လုံး80ရှုံးတစ်လုံး80ရှုံးဝင်းကျင်လောက်ကိုပေးရမှာဒါတော့တစ်လုံးတည်းဆိုတော့ Leverkusen ဈေးကတော်တော်လေးပြော့နေတဲ့အထဲမှာပါပါတယ်ဒီလိုပြော့နေတာလဲဒါ Leverkusen ကိုထိုးသားတစ်ချမ်းဆောင်းမနိုင်တဲ့အနေထားလို့ပဲကျွန်တော်ယူဆပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Leverkusen ကလက်ရှိမှာအဆင့်6သူတို့ကဒါ Conference League ဝင်ခွင့်လောက်ကိုရထားတဲ့အနေအထားမျိုးဒါအောင်မှ Europa League တို့ Champions League တို့ထပ်ပြီးတော့ဝင်ကျင်နေရဆိုရင်သူတို့ဒီပွဲတွေကိုနိုင်အောင်ခဲ့ရမယ်။လက်ရှိမှာ Leverkusen ကပွဲ20ကစားပြီးတော့ရမှတ်36မှတ်ဒါအောင်မှဂိုးကွာကြာကအပေါင်း12စတူဂတ်ကသူ့ရဲ့အထက်မှာအဆင့်9နဲ့22ပွဲကစားပြီးတော့ရမှတ်က39မှတ်ဒါအောင်မှဂိုးကွာကြာကအပေါင်း10ဆိုတော့ Leverkusen ကဂိုးကွာကြာမှာ2ဂိုးတာနေ2ဂိုးတာနေဆိုတော့ Leverkusen ဒီပွဲနိုင်မယ်ဆိုရင်သူတို့အနေနဲ့ကအထက်39မှတ်နဲ့သူတို့ကဒါအဆင့်9နေရာမှာ goal difference အသာနဲ့ပြန်ပြီးတော့ရှောက်သွားမယ်ဆိုတော့ Leverkusen ကဒါကိုတလုံးသေးရဆိုတော့တော်တော်လေးပြော့နေနေတာဖြစ်ပြီးတော့ဒါနည်းနည်းလေးမလုံးပေးထားသလိုမျိုးဖြစ်နေတယ်စိတ်မော်လီကိုတွားကြည့်မယ်ဆိုရင်စိတ်မော်လီကတော့ဒီတန်းဆင်းပြီလို့ပဲဆိုပါတော့ဒီစိတ်မော်လီတို့ဟီဒင်ဟိန်းတို့ကတော့သူတို့ရဲ့ဒီဘွန်ဒလီဂါဇလန်ကတော့ဒီနှစ်ကုန်ရင်တော့ဒါခဏတာတခန်းရသွားပြီပေါ့လေဆိုတော့လီဗာပူးစင်နဲ့စိတ်မော်လီကတော့လက်ရှိအနေထားအရဆိုရင်နှစ်သိန်းလုံးကတော့မနစ်ကတည်းကတော်တော်လေးကြာသွားတယ်မနစ်တုန်းကလီဗာပူးစင်အိမ်ဝင်းမှာစိတ်မော်လီလာကစားကနှလုံး90ပေါင်နှလုံး60ပေါင်လောက်ပေးပြီးတော့2-1နဲ့ပဲပွဲပြီးခဲ့တယ်မှတ်မှတ်ရကျွန်တော်အဲ့ပွဲစိတ်မော်လီပေါ်လီရွေးပေးထားတာဆိုတော့ထားပါတော့စိတ်မော်လီနဲ့ဟီဒီဟင်းတို့ကတန်းဆင်းသွားပြီဗျာ mains တို့ boostback တို့ကတော့သူတို့ကတော့ဒီအတွေ့အကြုံတွေပဲသူတို့ဒီတန်းဆင်းဆောင်ကနေတော့လွတ်သက်လို့ရအောင်ပြေးအောင်မဲ့အနေထားမျိုးကိုတွေ့ရတယ် water premium ကတော့မှန်တိုင်းပြောရင် dance တော့ဆင်းနိုင်တယ်ဆိုပေမဲ့သူတို့ကတန်းဆင်းဆောင်ကနေ play off ပြန်ကစားရင်တစ်ဖက်ကပြန်တက်လာတဲ့တင်းနဲ့ဆိုရင်တို့ကလူကောင်းလွတ်သွားနိုင်တယ်ဆိုတော့ water premium ကတော့နည်းနည်းလေးဒိညာဆောင်တွေရောက်နေပြီမဲ့တို့ကတော့နည်းနည်းစိတ်ချရတဲ့အနေအထားမျိုးစိတ်မော်ဒီတို့ကတော့ကျွန်တော်ထင်တာမမရတော့တကယ်ဆင်းရတော့ပါပြီဆိုတော့ထားပါတော့ကျွန်တော်ပြောချင်တာကတော့ Stuttgart ဈေးတန်းပေါ့နော် Stuttgart အနေနဲ့တော့ပြီးခဲ့တဲ့ပွဲမှာစိတ်ပေါ်လေးကိုတို့အဝေးဝင်းကနေပြီးတော့တစ်လုံး90ပေါင်ပေးခဲ့တယ်ဒါအိမ်ဝင်းဆိုရင်တစ်လုံး90ကျော်တော့ပြန်ပြီးတော့ပေးရမယ်သဘောဒါကိုစတူကန်နဲ့လက်ရှိမှာလီဗာပူးစင်ဈေးတန်းဘယ်လောက်กว่าဆိုတော့နည်းနည်းပြောရခက်တယ်ရက်တီမူအထက်နဲ့အောက်ဆိုတော့ဈေးတန်းလူဆုံးกว่า20 30ပေါ့ဗျာဆိုတော့တူတက်ကစတူကတ်ကတော့မှတစ်လုံး90ရှုံးလောက်ပေးရင်လီဗာပူးစင်အနေနဲ့ကတော့တစ်လုံး20ရှုံးတစ်လုံး30ရှုံးလောက်တော့ဒီပိုကယ်ဖလားစီးတိုင်းတော့လိုက်မပေးရစရာအကြောင်းတော့မရှိဘူးဒီတစ်လုံးတည်ရဆိုတော့လီဗာပူးစင်ဈေးကတော်တော်လေးပြော့နေတယ်လို့ပဲကျွန်တော်ယူဆတာဖြစ်တဲ့အတွက်ဒီဘောတော့ကျွန်တော်စိတ်ဘော်လီနဲ့ပဲရဲစွန့်ကြင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ပထမဆုံးရွေးချယ်မှုကတော့စိတ်ဘော်လီပါဗျဒါဆိုရင်ကျွန်တော်နောက်တဲ့တစ်ပွဲထပ်ပြီးတော့သုံးသက်ပေးပါအောင်မယ်
ဒါကတော့နောက်တစ်ပွဲပါဒီပွဲကတော့နည်းနည်းလေးတော့ထူးဆန်းနေပေါ့နော်ဆောက်တန်နဲ့လက်စတာပွဲပါမနှစ်တုန်းကတော့ဒါပရီးမီယာလိဂ်ကတန်းဆင်းဝိုင်းနဲ့တင်ပြန်ပြီးတော့တွေ့တဲ့ပွဲဆိုတော့လက်ရှိအနေထားသူတို့ဒါနှစ်ပွဲစတိုက်ဆောက်တန်နဲ့လက်စတာပဲကစားထားရတယ်ဒီပွဲကကျွန်တော်ဘာဖြစ်လို့ကြိုက်တယ်လဲဆိုရင်နည်းနည်းတော့ပြောရခက်ပြင်မယ်ကျွန်တော်သဘောကျတဲ့အချက်က2ချက်3ချက်လောက်ရှိတယ်ဆောက်တန်နဲ့လက်စတာဟိုတနေ့ကသူတို့တွေ့ခဲ့တယ်အဲ့ပွဲမှာတော့လက်စတာကွင်းဖြစ်တဲ့တိုင်အောင်လားဆောက်တန်ကသူတို့ level 30လောက်ပေးတယ်ဂုံပေါင်းစီ380ပေါင်းလောက်ပေးပြီးတော့3-0ကနေမှ4-3နဲ့ပြန်ပြီးတော့အနိုင်ရပါခဲ့ဆိုတော့လက်စတာအနေနဲ့လည်းအဲ့အရှုံးတော့ကိုတော်တော်လေးသူတို့ shock ကြပါမယ်အနေထားပေါ့လေလက်စတာအနေထားတော့ပြောရရင်တကယ်သူတို့ဟိုတနေ့ကဆိုရင်2မျိုးကိုကောင်းတယ်သူတို့အနေနဲ့ဘာလို့ဆိုတော့3ဂိုးလောက်ထိဥဆောင်ထားပြီးမှဗျာ4ဂိုးထိပြန်ပြီးတော့ခွင့်ပြုခဲ့ရတယ်။ဒါမှမဟုတ်ဂိုးပေါင်းစီ380ပေါင်းဒီနေ့မှပြန်ပြီးတော့ပေးလိုက်ရစီကစုံတဲ့အေးဝေးဝေးစီးတဲ့အတိုင်းပဲ1ပေါင်း50ပြန်ပြီးတော့ပေးလိုက်တယ်။ဒါမှမဟုတ်ဂိုးပေါင်းစီက3လုံး plus စီကိုနည်းနည်းလေးထွက်နေတယ်ဆိုတော့3လုံး50ပေါင်းလောက်ထွက်နေတယ်ဆိုတော့ကျွန်တော်ထင်တယ်ဒီပွဲကတော့ Leicester ထပ်ပြီးတော့မရှုံးတော့လို့ထင်တယ်ဂိုးလည်းအောက်သွားနေတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီပွဲကိုစပြီးတော့စဉ်းစားသင့်တဲ့အချက်ကတော့ Leicester boy လား Leicester ဂိုးအောက်လားစပြီးတော့စဉ်းစားသင့်တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီပွဲကတော့အောက်ကြီး2ချက်ခွက်ကိုစပြီးတော့စဉ်းစားသင့်တဲ့အနေအထားမျိုး Leicester လက်ရှိမှာသူတို့ပြိုင်ပွဲစုံ၄ပွဲစလိုက်ရှုံးထားတယ်သူတို့ရှုံးထားတာမှာဒါ Championship တွေပဲရှုံးထားတာဒီပွဲကတော့ဒါ FA ကပြန်ပြီးတော့တွေ့တာဆိုတော့ Leicester အနေနဲ့ဒီပွဲကိုတော့ Southampton ကိုထပ်ပြီးတော့အရှုံးခံမယ်လို့ကျွန်တော်မထင်တော့ဘူးအဲကြောင့်မို့လို့ကျွန်တော်တို့ဒီပွဲကို Leicester ကို body ကြိုက်တယ် Leicester ကိုတော့သဘောကျတယ်ကျွန်တော်မရွေးရဘူးကျွန်တော် Leicester body ကိုပို့ပြီးတော့တေးကြမယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ head to head ကိုသွားကြည့်တဲ့အခါမှာ Southampton နဲ့ Leicester ကိုနှစ်ပွဲစတိုက်နိုင်မှုလည်းမျိုးကျွန်တော်မတွေ့ဘူး Southampton က Leicester ကိုတပွဲနိုင်ပြီးရင်နောက်တဲ့တပွဲကအမြဲတမ်းပြန်ပြီးတော့သူတို့အိမ်မှာတည်ဒါမှမဟုတ်ရှုံးပြန်ပြီးတော့ဖြစ်လိရှိတာဆိုတော့ကျွန်တော်တိတ်ပြီးတော့ဒီပွဲ Southampton ကိုမကြိုက်နေဘူးနိုဝင်ဘာလ26ရက်နေ့2025တုန်းက Southampton အိမ်မှာ Leicester ကို3-0နဲ့နိုင်ခဲ့ပြီးဖြစ်တဲ့အတွက်ဒါ Return ရဆိုရင် Leicester ဘက်ကတည်ဒါမှမဟုတ်အနိုင်ပြန်ပြီးတော့လာမယ့်အလှည့်မျိုးတော့ဖြစ်နေပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီပွဲကိုတော့အောက်ကြီးဖြစ် Leicester Borough လေးကိုထပ်ပြီးတော့ရွေးချက်ပေးကြပါတယ်ဆိုတော့အားလုံးပဲအဆုံးထိယူပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့သုံးသက်ချက်လေးကိုကိုကူးရင်းဆွဲပြီးပြန်ပြောမယ်ဆိုတော့ပထမပွဲမှာတော့ Leverkusen ရဲ့တလုံးတည်းရဲ့အနေအထားမျိုးမှာတော့ကျွန်တော်ပြောင်းလို့တစ်ပေါက်ရှင်းပြီးတော့အပြည့်ယူချင်တာဖြစ်လို့ကျွန်တော်စိတ်ပေါ်ဒီပေါ်ကြီးကြိုက်ပါတယ်ဒီနေ့နောက်ထပ် FA တပွဲကတော့ Leicester နဲ့ Southampton ပွဲကိုတော့ကျွန်တော် Southampton ထပ်ပြီးတော့မနိုင်တော့ဘူး Leicester လည်းထပ်ပြီးတော့မရှုံးနိုင်တော့လောက်ဘူးလို့ယူဆရဖြစ်တဲ့အတွက်ကျွန်တော်ဒါ Leicester Borough လေးကိုပဲဒုတိယမြောက်ပွဲပြထပ်ပြီးတော့ရွေးချက်ပေးကြပါတယ်ဆိုတော့အားလုံးပဲဒီညဆုံးဖြတ်ယူပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်သုံးသက်ချက်တွေကိုကြိုက်တယ်ဆိုရင်လည်း like လေးလုပ်ပေးကြပါအောင် YouTube channel ကို subscribe လုပ်ရသေးတယ် subscribe လေးလုပ်ပေးကြပါအောင်ဆိုတော့အားလုံးပဲဒီညဆင်ပြေကြပါစေခင်ဗျာအားလုံးပဲအနိုင်ရတဲ့တွေစီတို့ရှောက်လန်းနိုင်ကြပါစေ